ဆောက်လုပ်ရေးလုပ်ငန်းတွေမှာပါတယ်အလုပ်မျိုးစားတစ်ခုချင်းစီကိုဒီမှာပုံလေးတွေနဲ့ရှင်းပြထားတာရှိတယ်ပုံလေးတွေကတော့နားလည်လွယ်မလို့ထင်တယ် project စပြီဆိုရင်ဒီပုံလေးတွေပေါ့နော်ဒီကဂျီပန်ရှော့စာဟွာလုပ်မယ်လို့ပြောပါတော့မြေကြီးစမ်းတက်တယ်လို့ပြောအောင်မြေကြီးစမ်းတက်တာကဒီစသချင်း project စသချင်းလုပ်တယ်အဲ့ဒါပြီးတော့ဒီမှာခါဆက်ဆိုခေါ်ကြီးဆိုပြီးတော့ညမ်းနေစင်တာပေါ့နော်ညမ်းနေစင်တာဒီထဲမှာဘာတွေပါမလဲဆိုတော့ညမ်းစင်တာတွေပါမယ်နောက်တက်ချန်စီကိုထိုးတာတွေပါမယ်အဲ့လိုပုံစံမျိုးတွေပါတယ်ဟာပြီးနောက်ဆက်ပြီးတော့ဒါလည်းခါဆက်ဆိုခေါ်ကြီးပဲခါဆက်ဆိုခေါ်ကြီးကတော့ BM လို့ရေးထားတာနော် BM ဆိုတာ benchmark ကိုခေါ်တာ key zone point ပေါ့နော်level တွေစယူတဲ့ point တို့နေရာတွေစယူတဲ့ point တို့အဲ့လို point တွေလောက်တဲ့နေရာတွေလောက်မယ်ပြီးရင်ဒီမှာယာမသုံးမဲ့ခိုးကြီးဒီယာမသုံးမဲ့ကဒီမှာအထက်မြင့်အစာအုပ်ပဲဖြစ်ဖြစ်တော်တော်များများကမြေအောက်ထဲမှာ foundation ချတာတို့ဒီမြေအောက်ထပ်တွေပါတာတို့အဲ့လိုပါတဲ့အတွက်ကြောင့်မလို့မြေကြီးမတူးခင်မှာဒီလိုမျိုးဓာတ်တွေလောက်တာတို့ပြီးရင်ဒီမြေကာနေရတွေစောက်တာတို့ဒါတွေအကုန်လုံးကဒီယာမသုံးမဲ့ခိုးကြီးအဲ့တဲ့ကိုဝင်သွားတယ်အဲ့ဒါပြီးတော့မှပဲသူကခွေခိုးကြီးဆိုပြီးတော့ပိုင် foundation တွေတူမှာပေါ့နော်ပိုင် foundation တွေတူမယ်ခွေခိုးကြီးမှာပိုင် foundation တူပြီးတော့ခါမှာကြာမှာပိုင်တွေတူးတယ်ပိုင်တွေတူးပြီးတော့ရင်ဒီမှာဒိုခိုးကြီးမြေကြီးတွေကိုစပြီးတူပြီပေါ့နော်ဒီမြေ basement တို့ဘာလို့မြေအောက်ထပ်တွေပါတဲ့ဟာတွေဆိုရင်မြေကြီးတွေကိုစပြီးတူးမယ်တူးပြီးတော့ရင်ခတာဝါခုခိုးကြီးဖောင်ဝတ်တယ်ဆိုရင်လည်းပေါ့နော်ဆလက်လောင်းတာတို့တိုင်တွေလောင်းတာတို့ကြောက်ပုံးရိုက်တယ်အဲ့ဒါပြီးတော့ရင်မှ taking ခိုးကြီးဆိုတော့တန်တွေကိုစပြီးနေရာချမယ်ဒီကောင်ဆိုရင်ဒီစင်ရောင်တန်တွေကိုနေရာချမယ်အဲဆလက်ပဲဖြစ်ဖြစ်ဘင်းတွေပဲဖြစ်ဖြစ် column ပဲဖြစ်ဖြစ်တိုင်တွေကိုတန်တွေကိုနေရာချပြီးတော့ရင် concrete တို့ခိုးကြီး concrete လောင်းမယ်အဲ့ထဲမှာ concrete လောင်းဒါလည်း concrete လောင်းတာပဲဒါလည်း concrete လောင်းဒီနှစ်ခုကဘာကွာလဲဆိုတော့ဒိုခိုးကြီးဒါဒိုခိုးကြီးဆိုတော့မြေကြီးပေါ်မှာတခါတည်းလောင်းလိုက်တဲ့သဘောပဲဆိုတော့နာမကွန်လောင်းတဲ့ခါမှာဒီဘက်ကကြတော့ဗာလဲဆိုတော့အပတ်နဲ့လောင်းတာအဲ့ဒါကွာတယ်တင်တယ်ဒီဘက်ကဒီကရိုးလောင်းနေတာ concrete လောင်းနေတာဒီဘက်ကကြတော့ဒီမှာဘွန်ပန်လို့ပါအဲ့လိုပန်ပါတယ်တော့ကြောင့်မလို့ဒီဘက်ကိုဘွန်ပန်နဲ့လောင်းနေတာဖြစ်တယ်ဒါလည်း concrete လောင်းတယ်ကိုကြီးပဲဒါကတော့အချောကိုင်းတာပေါ့နော်စာကန်ကိုကြီးလို့ခေါ်တာစာကန်ကိုကြီးဒီပယံလို့တလို့မျိုးဒီမျက်နှာပြင်တွေကိုအချောကိုင်းတယ်အဲ့မှာတက်ခိုးစုခိုးကြီးဒါစတီးပင်းတွေကိုနေရာချတယ်ပေါ့နော်စတီးပင်းတွေကိုနေရာချမယ်ဒါလည်းတက်ခိုးစုခိုးကြီးပဲတက်ခိုးစုခိုးကြီးသူအဓိကအလုပ်ကဒီမှာကျတော့ဟွန်ရှိမဲ့ခိုးကြီးဆိုဘိုးတွေကိုကြက်ပေါ့နော်မူလီတွေဘိုးတွေကိုဒီမှာဆက်တွေနဲ့ကြက်နေတာဒီမှာဆက်တွေနဲ့ကြက်နေတာအဲ့လိုဟာကြက်တဲ့ဟာပါမယ်ဒါလည်းတက်ခိုးစုခိုးကြီးပဲတက်ခိုးစုခိုးကြီးမှာကော်လန်တွေတိုင်တွေတစ်ခုနဲ့တစ်ခုဆက်တဲ့နေရာမှာဒီတော့ wearing ဆော်ပြီးဆက်တယ်အဲ့လိုပုံစံမျိုးလုပ်တယ်ပြီးတော့ရင်ဒီ wearing ဆော်ပြီးတော့ရင်အဲ့ဒါကိုဘယ်လောက်ထိဂျားထဲမှာဒီတန်တွေကဆက်လားမဆက်လားဆိုတာကိုစမ်းတာဒီဟာနဲ့စမ်းတာဒီမှာ ultrasonic DEX ပေါ့နော် UT စမ်းတယ်လို့ခေါ် UT စမ်းမယ်အဲ့ဒါစမ်းလို့အကုန်လုံးဖိုင်းတယ် okay တယ်ဆိုရင်ဒီဘက်ကိုဆက်ပြီးသွားမယ်ဒီဘက်ကကြတော့တက်ခိုးဆိုခိုးကြီးဆိုပြီးသွားမယ်တက်ခိုးဆိုခိုးကြီးကဘာကိုပြောလဲဆိုတော့ဘိုကာဟီဖူကူခိုးကြီးဆိုအဲ့ဒါကိုလုံးမယ်ပြီးနောက်တစ်ခုကဒီမှာဘိုးဆွေးခိုးကြီးဆိုပြီးပြောတာဘိုးဆွေးခိုးကြီးရေလုံးတဲ့ခိုးကြီးပေါ့နော်ရေလုံးအောင်လုံးမယ်နောက်ဒါကြတော့ဘိုးဆွေးခိုးကြီးဒါလည်း concrete တွေကြားထဲကိုထည့်တဲ့ဟာကြားတွေကိုထည့်တာဒီက cutting wall ခိုးကြီးဆိုတိုက်တွေကိုတိုက်အထက်မြင့်တိုက်တွေကိုဘေးကနေကြည့်ရဆိုရင်မှန်နေပဲပေါ်တယ်အဲ့လိုမှန်နေပေါ်နေတဲ့နေရာတွေဆိုရင်ဒီလိုမျိုး cutting wall ဆိုခေါ်တဲ့ဒီမှန်ပြားနဲ့ကပ်ပဲနော်ကပ်ပြီးသွားတယ်ဒါကတော့ Ichiko ကြီးဆိုတော့ဒီကြောက်တွေနဲ့အလှဆင်တာလည်းပြောမှာနော်ဒါစာကန်ကိုကြီးဆို plastering လုပ်တယ်လို့ပြောမှာဒီ
မျက်နှာပြင်အချောကိုင်းတယ်ပေါ့နော်မဆလာဖြော်တဲ့အချောကိုင်းတယ်အဲ့လိုပုံစံပြောအောင်တိုင်တူခိုးကြီးဆိုတော့ဒီကြွေပြားကတ်တဲ့ခိုးကြီးလာမယ်နောက်ဒီကတတေကူခိုးကြီးဆိုတော့တကားတွေတက်တာတွေနောက်ပတင်းပေါက်တွေတက်တာတွေအဲ့လိုပုံစံမျိုးတွေပေါ့နော်အဲ့ဒါပြီးတော့မှဒီကလာစုခိုးကြီးဆိုတော့မှန်တွေတက်တဲ့ခိုးကြီးပေါ့နော်ဒီကမှန်ကိုကင်တဲ့အခါမှာသုံးတယ်ဟောစုပ်ခွက်တွေပေါ့နော်စုပ်တဲ့ခွက်တွေနဲ့ကင်တဲ့ဟာတွေဒါတိုးစိုးခိုးကြီးဆိုတော့စေးသုံးတယ်အနေနဲ့အကုန်လုံးမျက်နှာပြင်ချောပြီးတော့ဆိုရင်စေးသုံးတယ်စေးသုံးပြီးတဲ့အခါမှာဒါကြတော့ KDO တက်ကိုဆိုစတာရှိဆိုတော့ဒီဟာကစီလင်းတွေအပေါ်ကမျက်နှာချက်တွေပေါ့နော်မျက်နှာချက်ဒီမှာလုပ်တဲ့ဟာတွေတော့ LGS ဆိုတဲ့ဟာပါတယ်ဆိုတော့ LGS တွေလုပ်တဲ့ဟာတွေပါမယ်ပြီးရင်ဒီမှာနိုင်ဆိုခိုးကြီးဆိုတော့ဒီအခန်းတွေကာတာပေါ့နော်တခန်းနဲ့တခန်းကြားတွေကာတယ်အဲ့လိုကားတဲ့ဟာတွေလုပ်မယ်ဒါလည်းနိုင်ဆိုခိုးကြီးပဲဒါတစ်သားတွေနဲ့ပုံပေါ်တာပေါ့အဲ့ဒါပြီးတော့ဒါလည်းနိုင်ဆိုခိုးကြီးပဲဒီအောက်ကဗီနီလူယူကာရှိတော့ခိုးကြီးဆိုတော့ဒီအောက်ကအခင်းနေခင်းတာပေါ့နော်ဒီ ALC ခိုးကြီးဆိုတာဒီ ALC panel 2ဆိုတာလည်း live weight concrete တခုပဲအဲ့ဒါတွေနဲ့အခန်းတွေကိုကာတာပေါ့နော်အခန်းတွေကိုကာမယ်အဲ့ဒါတော့ guide ခိုးကြီးဆိုတာဒီလမ်းတွေပေါ့နော်ဒီတိုက်ဘေးမှာရှိတဲ့လမ်းတွေရှိတယ်အဲ့လမ်းတွေကိုလည်းလုတ်တယ်အဲ့ကြတော့ခိုက်တိုက်ခိုးကြီးဆိုဖြိုတာပေါ့နော်ဖြိုတဲ့အလုပ်လည်းရှိတယ်ဒါဖြိုတဲ့ဟာကိုပြောတာအစာအုပ်တွေဖြိုတာတို့ပိုနေတဲ့ဟာတွေဖြိုတာတို့အဲ့လိုတင်ကီဆက်စပ်ပြီးခိုးကြီးဆိုတော့ကဒီလျှက်စင်းနဲ့ဆိုင်တဲ့ဟာတွေပေါ့နော်နောက်ကျတော့ cookie shaw ရှေးဆက်စပ်ပြီးခိုးကြီးဆိုတော့ဒါလည်း aircon နဲ့ပိုင်နဲ့ဆိုင်တာaircon ပိုင်နဲ့ဆိုင်တဲ့ဟာတွေဒါအင်တာနက်ဆိုတော့အင်တာနက်ဆိုင်တဲ့ဟာတွေ high 3 SA ဆက်စပ်ပြီးခိုးကြီးဆိုတော့ဒါ elevator နဲ့ဆိုင်တဲ့ဟာတွေအဲ့လိုမျိုးခိုးကြီးတွေကဒါဆိုရင်ကုန်ပြီပေါ့နော်ခိုးကြီးတွေကဒီအစားအုပ်တစ်ခုလုပ်မယ်ဆိုရင်လုပ်တဲ့အမျိုးအစားတွေကအများကြီးရှိတယ်ဒါပုံလေးတွေနဲ့တစ်စင်းပြီးတစ်စင်းအဲ့လိုမျိုး step by step သွားတာပေါ့နော်project တိုင်းကတော့ဒီတိုင်း step by step သွားမယ်လို့ထင်တယ်ဒါအဲ့ထဲမှာမှကိုလုပ်တဲ့အလုပ်မျိုးစားပေါ်မူတည်ပြီးတော့ကိုလုပ်တဲ့ဟာတွေရှိတယ်ပေါ့နော်